အားလုံးပဲမင်္ဂလာပါခင်ချောဖို့ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ် YouTube channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ် ဒီနေ့မှာညီမတို့2 vlog ဖော်ပြမှာဖြစ်ပါတယ် ဟုတ်ပါတယ်ဒီ2လေးပါ ဟုတ်ပါတယ်အပိုင်းနှစ်ပေါ့နော် အပိုင်း2ဟုတ်ပါတယ် ကဲအဲ့တော့ဖတ်လိုက်ကြအောင်နော် ဟုတ်ပါတယ် ကဲအဲ့တော့ညီမခင်းပြရှိရခင်းမယ်ပေါ့နော် ညီမလည်းစိုက်ဆရာရှိရစိုက်ပါမယ်အဖင်းကုန်လာမိနေဒါအေးဟိုးဟောလန့်လိုက်တာဟာကြီးတော်ကြီးอ่ะဟုတ်ဒီနေတာပဲဟောလို့ရတယ်လေ ရေဖတ်လိုက်တာရေတောက်လိုက်အောင်မယ်တော့ဝါယူပြီးရပြီလား ရတော့မယ်ဒီမနေဒါဘလို့ခေါ်ရပါလဲ X လားဒါမေ့ဝါကြီးခေါ်တဲ့ဟာတက်ခုတ်တဲ့ဟာလေthen X ဘူဝါတော့လည်းပြီးလို့ရှိရင်ကိုမှန်လေးမှရေးခဲ့ပါလို့မေ့သွားပြီ ဟုတ်ပါတယ် ဟုတ်ပါတယ်အခုတော့တူလေးစော့နေရဖြစ်ပါတယ် ကဲဟုတ်လေထဲ့လေ ဟုတ်လေပတ်စိန် ဟိုပေါ့တော့ဟိုဒီဗီဒီယိုလေးကိုဖတ်နေပုံထိကြည့်ခဲ့ဖို့လည်းပြောချင်ပါရှင်နောက်ကြလို့ရှိရင် comment အောင်မှာဘယ်ဟာလေးဖော်ပြအောင်လဲဆိုတာလည်းမှတ်ခဲ့ကြရတယ်ပေါ့နော် ဟုတ်ပါတယ် ဗီဒီယို blog ကလည်းပြန် follow ရပါပါပြီနော် ဟုတ်ပါတယ်မေ့လည်းဒီလိုတော့ထဲတောင်ဝင်မကြည့်ရသေးဘူးမနေ့ကလည်းဝင်မကြည့်ပြဘူးမနေ့က bathroom စော့နေတာပါ ညီမ channel ကိုလည်း like subscribe ခလေးလုပ်ခဲ့ပါဦးနော် ပြီးရင်ညီမ channel လေးကိုလည်း like and subscribe လုပ်ပြီးဒီခါလေးကိုလည်းနှိပ်ထည့်ပေးပါလို့ပြောချင်ပါတယ် ဟုတ်ပါတယ်ညီမရောပါပဲ ရောဒီမှာခေချောကိုဒီမှာ အေး okay ဟောဒီမှာဒါစိုက်ရမှာနော်လွယ်မစင်းပါ ငါရော တော့ဘာငါဘာမြင်လေစမိပါလို့နော်စမိပါလို့ ဒီလိုအေးရရောအေးရရောယူအောင်ပါပဲဒီပါအေးရယူအောင်မယ်လေသိနေပါတယ် ကဲအဲ့တော့ ပါတယ်ဆိုတော့yes I am night လာစားကိုစစ်ကိုတစ်ဖက်သက်တဲ့ ကဲဘာကင်းလေးဆက်ပြမလဲဆိုတော့မင်းကလေးရပါတယ် ဟုတ်ပါတယ်အကုန်ဖော့ပြပါပါမန်းခဲ့ပါဆိုဒီမှာတရားကလည်းမမန်းခဲ့ဘူးနော် ဟုတ်ပါတယ်ပြီးရင်ညီမကိုစမပြအပေးနေလူလေးတွေကိုလည်းကြီးစစ်တမှာဘာလုပ်တာလဲ what ဘာလုပ်တာလဲသူများဘာလို့လုပ်တာလဲ ဘာလို့မရောရဲ့ သူများလာရင်တယ်လေသူများပေးတော့မယ်မလေးဒီမှာက2 block ဆိုလို့ဟဲ့မရိုင်းရသူများလုံးတော့လေသူများဘူးရလို့သူများကတော့မနာလို့ပြက်လို့ဖတ်တယ်နေတာ ice သူတို့ကဘာပြောရလဲဒီညီမကိုလည်းအားပေးပါနဲ့ညီမဟိုပေါ်ခိုင်းကြတာပေါ်ပေးပါတယ်နော်ဘာကြောင့်အားမပေးလဲတော့မသိဘူးပေါ့နော်အဲ့ဒါလေးတခုပြောချင်ပါတယ်လို့ အိမ်ကိုနည်းနည်းချက်လိုက်ပြီ နေပါဦးဒီတစ်ပေကိုခဏခုတ်လိုက်တော့ ခဏခုတ်လိုက် မ တော့ ခုတ်လိုက်တော့ပြောတာညမောင်လိုက်ပေါ့လေ ဟုတ်ပါ ညမောင်လိုက်ဆိုတော့ခုတ်လိုက်ပါပဲခုတ်အမောင်ထိုးလိုက်ပါပဲဖျောင်းတာရောကုန်လား ခုတ်လိုက်ပါဦးလေဖျောင်းမယ် ကဲအဲ့တော့မကူဖြိုပေးလိုက်ပါမယ်သူ ရရင်ရိုက်တယ်စမီးကိုရိုက်နေစမီးလာရဆိုစမီးကိုရိုက်
သမီးလာလို့သမီးကိုရက်အဲ့ဒါဆို viewer လာတယ်ဆိုရင်သမီးကိုရက် viewer တွေချောတယ်သမီးကိုရက်viewer တို့ချောလို့ပါ ဟုတ်ပါတယ် viewer တွေတားချောပါတယ်ကဘာအချောဆုံးမင်းသားမင်းသမီးလေးပါအဲ့ကတဲ့တေးတော့မင်းတေးတော့မဲလို့မလေးဒီတော့ငါနေအောက်ကစစ်သားကိုဖြူလိုက်ရင်မဖြစ်သွားမယ်လို့ရှိရင်ပိုင်ထားလိုက်ပါဒါဘာကြီးလုံးဒါဘာအချောင်းကြီးလဲ တို့ခဏလေး အော်ဘာအချောင်းကြီးလဲ ကဲအဲ့တော့ညီမတို့နှစ်ယောက်ကိုအားပေးပါလို့ညီမဖတ်ပြီးတော့ပြောချင်ပါတယ်ပေါ့နော် ဟုတ်ပါတယ် တချို့အဲ့လိုမျိုးပေါ့နော်တချို့ဘယ်လိုပြောရမလဲဟိုကမလုံးနဲ့တည်းအောင်တစ်ပင်မဖိုက်နဲ့တည်းအောင်လို့တချို့ YouTuber လေးလိုမျိုးညီမတို့ကတိတ်ပြီးတော့မဖော့တက်ပင်မဲ့ကိုဖော့နိုင်တဲ့လောက်ကလေးဖော့ပေးထားပါတယ်အဲ့ဒါလေးတော့တောင်းဖို့ချင်ပါတယ်ပေါ့နော်ညီမတို့ ဟုတ်ပါတယ်ကိုစွမ်းလောက်တော့ကိုကျူးစားခဲ့ပါတယ်ခိတ်စွမ်းချီရောက်ခဲ့နော်လေလက်တော့ရောက်ပါတယ် အဲ့တော့သူဖုန်းနဲ့ဖုန်းလိုက်တယ်လို့ပါပဲအားပေးပါအောင်လို့ထိတ်ဖုန်းထီမရောက်ခင်ပဲနဲ့လေဒါပေမဲ့ညီမတို့ဒီကအလေလက်ထီရောက်ခဲ့ပါတယ် ဟာ ညီမထောက်ခံပါလေ ဟောတာလို့ရတယ်ညံအဲ့တော့ဂလဂလရေးမရှိတာခက်တယ်နော် ဟုတ်တယ် ဒီလိုရှင်ဘာကြီးလဲဘာလုပ်ဖို့လဲ What are you doing? What are you doing? Oh. ညီမတို့နေရောက်အမြဲတမ်းတည်ရှိနေပါတယ်အဲ့လေကြိတ်တဲ့အချိန်ညီမပြောပြပါပါကဲအဲ့တော့ကဲမနက်မိုးလေးနဲ့ထီညီမတို့ထိုင်ဖောက်ပါမယ်သူတော့မှ မေးဘူးလားအဲ့ကတခုပဲရှိတယ်လို့နော်နော် အဲ့ကတခုပဲရှိတယ် ယူလိုက်လေအေးရတခုရဲ့ ငါစီမမရှိရအဲ့ကနစ်စီမမဟုတ်လားအဲ့ကနော်အဲ့ဒါအများဖြစ်ပြနော် အယုံမ ဘယ်ကွာဟမ်အဲ့ရော အကျင့်ရုပ်တဲ့လူတွေရှိမှမရှိချင်ဘူးတဲ့အကျင့်ကောင်းတဲ့လူလေးရှိပါမရှိချင်လို့တဲ့ နောက်ဆို viewer တို့အဲ့ရလေးပေးချင်တယ်ကွယ် viewer တို့ကသူ့မှာဂရင်းတောင်ရှိရနော်ရှင်းနော် viewer တို့ရစိတ်ချမ်းမြေစွာနဲ့ချမ်းသာနေရပါစေ ဟိုပေါ့နော်ဟိုဟာအေးရနှစ်ခုပြအောင်လှုပ်လိုက်မယ်လေလာ ဘယ်ကွာအဲ့ရ ခိုင်းနေအောင် ထည့်လိုက်လေ ထည့်ပေးမယ်နေအောင်ဟာလာ နောက်ဆက်ဟော ဘယ်နှစ်ခုလဲနှစ်ခု နှစ်ခုရတယ် ရိုက်ပါအေးတော့ပဲပေါ့နော်အဲ့ဒါလေးတစ်ခုတော့တောင်းမှန်ပါတယ်ဘာဖြစ်ယူထားလား ဟေး viewer တို့ချစ်ကြောင်းပြောတာကျင်တော့ပြောပါတယ် အဲ့တော့အခုတစ်ပေလုံးဝမဖိုက်တော့ပါဘူး ဟဲ့ဝမ်းနေ တစ်ပေကိုဖြိုးလိုက်တော့တစ်ပေတွေက အဲ့ဒါရတော့ဝီတောင်လား အဲ့လေ my gosh ကဲတစ်ပေကိုပေါ့နော်တစ်ပေကိုလွတ်ပြစ်ပါပဲ bye bye အောက်ကြဝိုင်းကဲအဲ့တော့ မပင်ဝင်မကြီးတော်ကြီးနဲ့မပင်ကူမရိုက်နဲ့နော်ဟဲ့လေပါအဲ့မရိုက်နဲ့စပွန်ဝိုင်းမဆက်ရသေးစ
spoon ဝိုင်းဆက်ရသေးဘူးရိုင်းနေအဲ့ရတခုထားလိုက် spoon ဝိုင်းဆက်ခုံချခြင်းလို့ရလား ရတယ်လေပုံပိုက် ဆက်ပြီးရင်ခုံချပါမယ် အေးဒီပေါ်ရောက်တက်ဒီပေါ်ရောက်တက် နှလုံးနေရင်နေခုံးနေပါတယ်ဒီဘာလို့တွေ့ရအောင်မသိဘူးအိုက် ခုံချမှာပေါ့နင်ပြဖီးရှိလားယူကီ no ဘာမှမရှိ ကဲလာအတူတူခုံချမယ်နော် ဖင်ကုန်းကြီးခုံချရင်တော့မလား ဟာဟဲ့ဟိုင်းအတူတူလာ3 2 1 go အော် မိုက်လိုက်တာကွာ အဲ့တော့ viewer တို့ရေဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကဲ ကဲ ခဏလေးပေါ့နော်ကဲအဲ့တော့နောက်ဗီဒီယိုမှာပဲ နောက်ဗီဒီယိုမှာပြန်တွေ့ပါ ပါ မယ် မယ်အားလုံးချစ်ပါတယ်ဘိုင်ဘို အား င် လုံးချစ်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်အားလုံးချစ်ပါတယ် ရှာ bye bye အဲ့တော့ဘိုင်ဘိုင်